လက်ထပ်စာချုပ်ရရှိထားတဲ့အတွက်ဝမ်းသာပီတိဖြစ်နေကြတဲ့ဇနီးမောင်နှံဟာမင်္ဂလာညကိုအိမ်မှာပဲကျင်းပမဲ့အစားဘားဆိုင်ကိုတန်းသွားကြပါတယ်။အဲ့ဒီမှာမိန်းကလေးကသူ့ယောက်ျားဟာမိန်းကလေးနှစ်ယောက်ကိုလက်နှစ်ဖက်နဲ့ဖက်ထားပြီးထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့သူမမနေချင်တော့ပဲချက်ချင်းအမျိုးသားမော်ဒယ်6ယောက်ကိုခေါ်ပြီးယောက်ျားကိုမနာလို့ဖြစ်အောင်လုပ်လိုက်ပါတယ်။အလှဆုံးအမျိုးသားမော်ဒယ်တွေကဝိုင်းနေတဲ့ဇနီးကိုမြင်ပြီးယောက်ျားရဲ့မိတ်ဆွေကမင်းရဲ့မင်္ဂလာသစ်ဇနီးကတော်တော်ထက်မြက်တယ်လို့ဆက်နှောက်လိုက်ပါတယ်။ဒါကိုကြားတော့ယောက်ျားကအရက်ခွက်ကိုချပြီးထလာပါတယ်။ဇနီးကသူ့ယောက်ျားမနာလို့ဖြစ်မဲ့စိတ်ဆိုးမဲ့လို့ထင်ခဲ့ပေမဲ့သူကတော့အခန်းကတ်တစ်ခုထုတ်ပြီးလူအများကြီးဝင်လို့ရတဲ့အထူးစိန်ခံခန်းကိုသူမအတွက်ကြိုတင်ငှားထားတယ်လို့ပြောပါတယ်။ဒီညပျော်ပျော်ပါပါခန်းစားလိုက်ပါလို့ပြောပြီးထွက်သွားခဲ့ပါတယ်။ဒီလိုလုံးဝမစိတ်ဝင်စားသလိုထွက်သွားတာကိုမြင်ပြီးဇနီးကအယမ်းအံ့ဩသွားပြီးသူ့ယောက်ျားကသူမကိုမချစ်တော့ဘူးလို့ထင်မိလာပါတယ်။ဒါကြောင့်မနာလို့ဖြစ်အောင်လုပ်မဲ့အစီအစဉ်ကိုဖျက်ပြီးမော်ဒယ်တွေကိုပတ်စံပေးပြီးပြန်လွှတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ယောက်ျားရဲ့နေ့စဉ်ပြသနေတဲ့ပျော်ပျော်နေထိုင်သလိုနေထိုင်ပုံတွေဟာတကယ်တော့အပြစ်မဲ့အယောင်ဆောင်မှုတွေဖြစ်တာကိုသူမမသိခဲ့ပါဘူး။တကယ်တော့သူမကိုအယမ်းချစ်ပါတယ်။သူတို့နှစ်ယောက်ဟာကောလိပ်အချိန်ကတည်းကတယောက်ကိုတယောက်စိတ်ဝင်စားနေခဲ့ပေမဲ့ဘယ်သူမှအရင်မပြောရဲခဲ့ကြပါဘူး။ဇနီးရဲ့အာယုံစိုက်မှုကိုရဖို့အတွက်ယောက်ျားကမိန်းကလေးတွေကိုမကြာခဏအိမ်ခေါ်လာပြီးသူမရဲ့တုတ်ပြန်မှုကိုစမ်းသပ်တတ်ပါတယ်။ဒါပေမဲ့ဇနီးကမစိုးရိမ်တယ်လို့ပဲနေတတ်ပါတယ်။သို့ပေမဲ့ယောက်ျားထွက်သွားခြင်းမိန်းကလေးတွေကိုချက်ချင်းထုတ်ပစ်လိုက်ပါတယ်။နောက်တစ်နေ့မှာမင်္ဂလာညမှာယောက်ျားမပြန်လာခဲ့တာကိုမိဘတွေသိသွားပြီးညစာစားချိန်မှာစူကြပါတယ်။ဇနီးကရဲလိုက်တာကြောင့်ယောက်ျားစိတ်ဆိုးသွားပါတယ်။သူကအမျိုးသားမော်ဒယ်6ယောက်အကြောင်းပြောမလို့လုပ်ပေမဲ့ဇနီးကခြေထောက်နဲ့ကန်ပြီးတားလိုက်ပါတယ်။မိဘတွေကသူမကိုအယမ်းချစ်တာကိုသိလို့အလွဲမသိစေချင်တာကြောင့်စေကန်းကန်းမှညလုံးပေါက်ခွဲစိတ်မှုလုပ်နေခဲ့တယ်လို့လိန်ပြောလိုက်ပါတယ်။ဒါကိုကြားတော့မိဘတွေကနှစ်ယောက်ကိုအတူနေခိုင်းလိုက်ပါတယ်။အဟောင်းအိမ်တစ်လုံးမှာညနေခိုင်းခံရပြီးအခန်းတစ်ခန်းကိုပဲမျှဝေနေရပါတယ်။အိမ်မပေါက်မီဇနီးကကတင်လဲမှာအိယာခင်းတစ်ချက်ခွဲထားပြီးမနီးစက်အောင်လှုပ်ထားပါတယ်။ဒါပေမဲ့ညအလယ်ပိုင်းမှာတော့သူတို့ရဲ့ကိုယ်တွေဟာမထင်မှတ်ပဲနီးကပ်လာပါတယ်။အဲ့ဒီအချိန်မှာမိခင်ကစားတောက်မှုတွေကိုအနီးကပ်စေတဲ့ဆေးတစ်မျိုးလှုပ်ဝက်ထည့်ထားတာကိုသိလာရပါတယ်။အဲ့ဒီနီလန်းကတကယ်ပဲအကျိုးရှိလာပါတယ်။သူတို့နီးစက်လာချိန်မှာပဲယောက်ျားရဲ့ဖုန်းတန်မြည်လာပါတယ်။မကောင်းကြံတဲ့မိန်းကလေးတစ်ယောက်ကဖုန်းဆက်လာတာပါ။ဒါပေမဲ့အမှန်တရားကတော့သူကအဲ့ဒီမိန်းကလေးကိုတွေးဖို့မသွားတာပါ။သူ့မှာဇနီးရှိပြီဆိုတာပြောပြီးထပ်မဆက်သွယ်ဖို့တတိပေးဖို့သွားခဲ့တာပါ။ကိုမထိန်နိုင်တော့ပဲဇနီးကိုထိခိုက်စေမိမှာကြောက်လို့အိမ်ကနေချက်ချင်းထွက်မောင်းသွားခဲ့တာပါ။နောက်မနက်မှာညကဖြစ်ခဲ့တာတွေကိုသိပြီးမိဘတွေကသူတို့သားရဲ့အပြစ်လို့ထင်ခဲ့ကြပါတယ်။ဒါကြောင့်မိခင်ကဇနီးကိုဈေးဝယ်စင်တာကိုခေါ်သွားပြီးပျော်ရွှင်စေဖို့အရာအများကြီးဝယ်ပေးပါတယ်။စိတ်ကောင်းလာစားပြုချိန်မှာပဲအဲ့ဒီမကောင်းကြံတဲ့မိန်းကလေးပေါ်လာပါတယ်။သူမကတားနောက်လိုက်နေတဲ့ဆိုတာသိသွားတော့မိခင်ကအရန်ဒေါသထွက်ပြီးထပ်မရောထွေးဖို့တတိပေးပါတယ်။ဒါပေမဲ့ဇနီးကိုမနာလို့ဖြစ်အောင်လုပ်ဖို့အဲ့ဒီမိန်းကလေးကမင်းယောက်ျားကငါနောက်လိုက်နေတာငါကမလိုက်တာမဟုတ်ဘူးလို့ပြောပါတယ်။ဒါကိုကြားတော့ဇနီးကလုံးဝမစိတ်ဆိုးပဲမစိတ်ဝင်စားဘူးလို့အေးဆေးပြောလိုက်ပါတယ်။ဒါကြောင့်အဲ့ဒီမိန်းကလေးကစိတ်တူပြီးထွက်သွားခဲ့ပါတယ်